စားပြီးရင်အခွန်တွေကိုအလကားပဲဆိုပြီးလွှင့်ပစ်နေတော့မယ်လားခဏလေးဒီဗီဒီယိုကိုအဆုံးထိသာကြည့်လိုက်လွှင့်ပစ်ဖို့တကယ်ကိုနှမျောသွားလိမ့်မယ်ဒီအကူကြီးလှုပ်ပြသွားတဲ့ idea ကတကယ်ကိုအမိုက်စားဗျပထမဆုံးသူကအုံမုတ်ခွန်ကိုတေချာလေးခုတ်ထစ်ပြီးအချောတက်လိုက်တယ်ပြီးတော့တစ်တုံးတုံးကိုယူပြီးသူ့ရဲ့ DIY သိရွေဆက်လေးပေါ်မှာအောက်ခံခုံလေးရအောင်ပုံဖော်နေတာပါကြည့်ရတာလွယ်သလိုလိုနဲ့ပညာသားကတော်တော်ပါတာနော်တစ်တုံးကိုအုံမုတ်ခွန်နဲ့ကွက်တိဝင်အောင်တေချာလေးကိုထွင်းနေတာဗျโอเคအခုတော့ထွင်းထားတဲ့တစ်တုံးလေးကိုအုံမုတ်ခွန်ထည့်ပြီးကောနဲ့တေးချာကတ်လိုက်ပြီးကဲပင်မပွဲကအခုမှစတာမျိုးနှစ်ခုပေါင်းထားတဲ့ဟာကိုဆက်ပေါ်ပြန်တင်ပြီးဝိုင်းခွက်လှလှလေးတစ်ခွက်ဖြစ်အောင်ရွေးနေတာပါအကူကြီးရဲ့လက်ရကတော့တကယ်ကိုကျွမ်းကျင်ပညာရှင်အဆင့်ပဲဗျအချိုးစားလေးတွေအစားတေးတက်လွန်းတယ်ပုံစံပေါ်သွားပြီဆိုတော့ကော်ပတ်စားပြီးအချောတက်မယ်အယောင်လေးတင်လိုက်တဲ့အချိန်မှာတော့တစ်သားနဲ့အုံမုတ်ခွန်ရဲ့တဘာဝအကွက်လေးတွေကတကယ်ကို premium ဆန်သွားရောဆိုင်မှာတွားဝင်ရင်တော့ဒီလောက်လှပါမလားမသိဘူးကဲအခုဆိုရင်တော့တဘာဝဆန်တစ်သားနဲ့အုံမုတ်ခွန်ပေါင်းဆက်ထားတဲ့ဖန်ကွက်အလန်းစားလေးရသွားပါပြီဗျာဒီခွက်လေးတဲ့ကို Sprite လေးထက်ရေခဲလေးခတ်ပြီးတောက်လိုက်ရရင်တော့ရှယ်ပဲနော်ဘော်ဒါတို့ရောဒီလိုခွက်လေးတစ်ခွက်လောက်လိုချင်နေပြီလား